Magic Chess ကိုအခုမှစဆော့မဲ့သူတွေအတွက်လိုတိုရှင်းခိုက်လေးလုပ်ပေးပါမယ်ပထမဆုံးအနေနဲ့ gallery ထဲမှာရှိနေတဲ့ hero 12ကြီးအကြောင်းကိုသိရပါမယ်ပထမဦးဆုံးပွဲစားပြီဆိုတာနဲ့ hero 3ကောင်ကို runner လိုက်ပြီးမယ်ရဲမှာကိုအသုံးပြုမဲ့ hero မပါပေမဲ့ short ထဲမှာတော့ကိုအသုံးပြုမဲ့ hero တစ်ကောင်ပါနေမယ်ဆိုလို့ရှိရင်တော့ဒီကောင်ကိုယူရမယ် wiki ကတော့အခုဒီမှာ aura ရဲ့ KF ကိုတော့ယူလိုက်ပါတယ်ပထမဦးဆုံး round မှာနိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့အခုလိုမျိုး spare တွေကိုပေးမှာပေါ့နော်ပြီး commander ကတ်ကိုလည်းရွေးရမယ် commander ကတ်မှာတော့ကိုနဲ့ကိုက်ညီမဲ့ commander ကတ်ကိုပဲယူလိုက်ပါ wiki ကတော့ Velia ကိုသုံးထားတဲ့အတွက်ကြောင့် Velia ကတ်ကိုထပ်ရွေးတယ်ဒီခါကိုထပ်မရွေးဘဲနဲ့တခြားကိုကြိုက်တဲ့ commander ရှိရင်လည်းရွေးလို့ရပါတယ်ဒီကတ်ကနေမှ wiki က Luno ရဲ့ commander effect ကိုရခဲ့တယ်ပြီး short ထဲမှာရှိနေတဲ့ Cecilion နဲ့ Clint တို့ကို wiki က Soversail squad ထည့်ခြင်းတဲ့အတွက်ကြောင့်မလို့နှစ်ကောင်လုံးကိုယူလိုက်ပါတယ် round round နိုင်ရင်ဂိုးမများရမှာဖြစ်ပြီး round မှာရှုံးခဲ့ရင်တော့ဂိုးနည်းနည်းပဲရမယ်ပေါ့နော် state 1ရဲ့ဒုတိယမြောက် short ထဲမှာဆိုလို့ရှိရင်လည်း wiki ကပေါ့နော်ဒီ Soversail နှစ်ကောင်တော့ထပ်ပြီးတော့ရတဲ့အတွက်ကြောင့်မို့ဒီ Soversail တွေကိုထည့်တယ်မလိုအပ်တဲ့ဟာတွေအကုန်လုံးကိုတော့ရောင်းထုတ်ပစ်လိုက်ပါတယ် KOF ကိုတော့ပထမတော့ငါဝယ်ခဲ့ပေမဲ့အခုကတော့မလိုအပ်တဲ့အတွက်ကြောင့်မလို့ KOF ကိုလည်းရောင်းထုတ်လိုက်ပါတယ်ဒီပွဲကို Soversail နဲ့ Glory Release ဆော့မယ်ဆိုပြီးတော့Minotaur ကိုပါထည့်ယူလိုက်ပါတယ် level average မြင့်ဖို့အတွက် 4 ကိုပဲလိုတဲ့အတွက်ကြောင့်မလို့ level 5 ကိုမြင့်လိုက်ပါတယ်ဗီဒီယိုရမ်းရှည်သွားမှဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ fight တဲ့အခန်းတွေကိုတော့တိတ်ပြီးတော့မပြတော့ပါဘူးနိုင်မယ်ဆိုလို့ရှိရင်တော့ခုနကပြောခဲ့သလိုပဲဂိုးမများရမယ်winning strap များလို့ရှိရင်ပို့ပြီးတော့ဂိုးရတယ်ပေါ့နော်ပြီး Velia ရဲ့ commander ကတ်ကနေရခဲ့တဲ့ဒီ Lunos ကဆိုလို့ရှိရင်တော့သူအသုံးပြုလိုက်တဲ့ hero ရဲ့ blessing တစ်ခုကိုရရှိမှာဖြစ်တယ်ပေါ့နော်ဒီမှာတော့ wiki က Cecilion ကိုသုံးလိုက်တဲ့အခါမှာသူကSoversail ရဲ့ blessing တစ်ခုထည့်ရသွားတယ် state 1ရဲ့နောက်ဆုံး round မှာဆိုလို့ရှိရင်တော့ကိုယ့်ရဲ့သွေးလိုက်ပေါ့နော် item တွေကိုရွေးချယ်ရမှာဖြစ်ပါတယ်သွေးနေတဲ့သူဆိုလို့ရှိရင်တော့ပထမအဆုံးရွေးရမှာပေါ့နော်ဥပမာဂိုးများနေတယ်ဆိုလို့ရှိရင်ကိုလိုချင်တဲ့ hero မပါလို့ရှိရင်တော့ short ကို refer လုပ်လို့ရပါတယ်နောက်ပြီးဒီအောက်က recommended လေးတွေကအရင်ရေးကြည့်တယ် level 5မှာကအများဆုံးရနိုင်တာက2 star ဖြစ်ပါတယ် level 5မှာက5 star က 0% ပဲရှိတယ်အဲ့တော့ level 5မှာ5 star မရနိုင်ပါဘူးကိုနဲ့ကြိုက်တဲ့ synergy တွေပါတယ်ဆိုလို့ရှိရင်တော့ယူတာယူဒါကတော့အလုံးဝအဆင်ပြေတယ် buff နဲ့တိုက်ခိုက်တဲ့ round ရောက်ပြီဆိုတာနဲ့ဒီ commander ကတ်လေးတွေကိုရွေးရတယ်ပေါ့နော် wiki ကတော့ဒီ commander ကတ်မှာ Velia ကိုသုံးလိုက်တဲ့ကြောင့်မလို့ commander ကတ်ကို2ကတ်လောက်ရွေးလို့ရပါတယ်အခုဆို wiki မှာ Soversail 6ကောင်လုံးပြီးသားတဲ့ကြောင့်မလို့ Soversail effect လေးတွေကတော့စပေါ်လာပြီနေရာကမလောက်တဲ့ကြောင့်မလို့ level 7မြင့်လိုက်ပါတယ် level 7မှာ fight go hero 1% လောက်ပါတက်တယ် level 8ရောက်ပြီဆိုလို့ရှိရင် fight go hero က 5% လောက်ပါတက်တဲ့ကြောင့်မလို့ level 5မှာဆိုလို့ရှိရင်တော့ fight go hero တော်တော်များများကို short ထဲမှာတွေ့နိုင်မှာဖြစ်ပါတယ် state 2မှာလည်းကိုယ့်ရဲ့ HP ally item တွေကိုရွေးမယ် level 8မှာ fight go က 5% ဖြစ်သွားတဲ့ကြောင့်မလို့အခုတော့ benefit data ကိုရသွားပါပြီအခုဆို wiki မှာ Soversail နဲ့ Glory Release ဆိုတဲ့စနစ်ကြီးအကြီးနှစ်ခုပွင့်သွားပြီ Mango hero တွေ3 star မြင့်မှုအကောင်းဆုံးချိန်ကတော့ level 4 5 6လောက်ဆိုရင်တော့တော်တော်အဆင်ပြေပါတယ်ဒီနောက်ပိုင်းမှာ percent နဲ့အရန်နေသွားတဲ့ကြောင့်မလို့3 star မြင့်မှုဆိုတာကတိတ်ပြီးတော့မလွယ်ကူတော့ဘူးခုတော့နောက်ဆုံးဘက်တယ်လေးပဲတစ်ချက်လောက်တော့ပြလိုက်ပါတော့မယ်ဒီနောက်ဆုံးဘက်တယ်မှာဆိုလို့ရှိရင်လည်း wiki ကတပွဲမှမရှုံးမနဲ့100 HP အပြည့်ဖြစ်နေပါတယ်နောက်ဆုံးမှာဆိုလို့ရှိရင်တော့ wiki ကတပွဲမှမရှုံးမ100 HP အပြည့်နဲ့ red 1ကိုရရှိသွားတာပဲဖြစ်ပါတယ်ဒီတော့ Magic Chess ကိုဆော့မယ်ဆိုလို့ရှိရင်တော့ကိုသုံးမဲ့ synergy ကိုတေချာလေ့လာသင်ပါတယ် synergy တွေအကြောင်းသိပြီဆိုလို့ရှိရင် synergy ကိုရအောင်ဖြည့်ပါခုမှဆော့မဲ့သူတွေနားလည်လောက်ပြီးထင်ပါတယ်အားလုံးကိုကျေးဇူးများတင်ပါတယ်